စေတနာတွေတတ်တန်လို့နိဗ္ဗာန်တက်မဲ့အလူတော်စေတနာဟာလည်းကောင်းလို့နော်စေတနာဟာလည်းကောင်းလို့နော်သူစေတနာအလွန်ထူးကဲလို့လူတိုင်းကပဲအံ့ဩလောက်ပေတာအလှပကိုလည်းမမမောတဲ့တော်စေတနာပစ္စည်းကိုလည်းမခင်တွေ့တဲ့တော်စေတနာစေတနာတွေဝိပြလို့အလှမလေးလို့ခေါ်မဲ့အစတော်စေတနာလို့ခေါ်လိုက်ပယစေခမညာတော်စေတနာလို့ခေါ်မှပြောရဲခမညာလူတွေကလေးကဘုဒ္ဓနာလို့ခေါ်မှတိုက်တယ်ရှင်အလူမလေးကတော်စေတနာလို့ခေါ်မှပြောရဲခမညာလူတွေကလေးကဘုဒ္ဓနာလို့ခေါ်မှတိုက်တယ်ရှင်တောင်းသူလာရင်ပြီးလိုက်စားသူလာရင်ကျွေးလိုက်တောင်းသူလာရင်ပြီးလိုက်စားသူလာရင်ကျွေးလိုက်ကုန်းခန်းဒါနာအစွမ်းနေပြမယ်လေစေနာရီစသီလဓာတိပြီးပြမယ်လေကုန်းခန်းဒါနာအစွမ်းနေပြမယ်လေစေနာရီစသီလဓာတိပြီးပြမယ်လေဒါနာမြောက်လို့နိဗ္ဗာန်ရောက်မယ်အတုတကာကြီးကကျုပ်ပါဗျာစေနာရီတောင်းစုပြုမယ်ကျမစုတောင်းလေးပြည့်ရှင်ဒါနာမြောက်လို့နိဗ္ဗာန်ရောက်မယ်အလူတကာကြီးကကျုပ်ပါဗျာစေလာရီတောင်းစုပြုမယ်ကျမစစ်တောင်းရဲ့ပြည်ရှင်ခေမင်းရင်ကြီးသောဖြင့်စေမျိုးမိတ်တွေကဟာအပါတော်ကျိုးသောအခါနေသောဥဒါနာရဲ့အလူတော်မင်္ဂလာတော်စေလာရဲ့အလူတော်မင်္ဂလာသာဓုပေါ်လိုက်ပါရစေသောတော်စေတနာလို့ခေါ်မှပြောရဲခမညာလူတွေကလေးကဘုဒ္ဓနာလို့ခေါ်မှတိုက်တယ်ရှင်အလူမလေးကတော်စေတနာလို့ခေါ်မှပြောရဲခမညာလူတွေကလေးကဘုဒ္ဓနာလို့ခေါ်မှတိုက်တယ်ရှင်တောင်းသူလာရင်ပြီးလိုက်စားသူလာရင်ကျွေးလိုက်တောင်းသူလာရင်ပြီးလိုက်စားသူလာရင်ကျွေးလိုက်ကုန်းခန်းဒါနာအစွမ်းနေပြမယ်လေစေနာရီသတိလို့ဓာတိပြီးမယ်လေကုန်းခန်းဒါနာအစွမ်းနေပြမယ်လေစေနာရီသတိလို့ဓာတိပြီးမယ်လေဒါနာမြောက်လို့နိဗ္ဗာန်ရောက်တယ်အလူတငါကြီးကကျုပ်ပါဗျာစေနာရီတောင်းစုပြုမယ်ကျမစုတောင်းလေးပြည့်ရှင်ဒါနာမြောက်လို့နိဗ္ဗာန်ရောက်တယ်အလူတငါကြီးကကျုပ်ပါဗျာစေနာရီတောင်းစုပြုမယ်ကျမစစ်တောင်းလေးပြည့်ရှင်ခေမင်းရင်ကြီးသောဖြင့်စေမျိုးမိတ်တွေကဟာအပါတော်ကိုကျိုးသောအခါနေသောဥဒါနာရဲ့အလူတော်မင်္ဂလာ